အိမ်မာနေတာဟင်းချက်စားရတာရိုးလာပြီဆိုတော့ကျမအမကြီးရဲ့တောင်းဆိုမှုနဲ့ဒီနေ့ကတော့လက်ဖက်လေးတုပ်ပါမယ်ရှင်မနက်စာအတွက်ကိုတော့မုံဖတ်တုပ်လေးစီစဉ်ထားပါတယ်နေ့လယ်စာကိုတော့လက်ဖက်တုပ်လေးစားပါမယ်ရှင်မုံဖက်ကလည်းအိမ်မှာပဲကိုယ့်ဟာကိုယ်တုပ်စားမှဖြစ်လို့ပစွန်ကြောင့်များများလေးနဲ့စက်သွန်စီချက်လေးရယ်မကြီးရည်လေးနဲ့တုပ်ပါမယ်မုံဖက်တုပ်စားရင်ကျမအတော်တင်ပြီးတဲ့နီလန်အတိုင်းပဲမုံဖက်ကိုရေနွေးနဲ့တရေလောက်ဆေးလိုက်ပါမယ်ပြီးရင်တော့စက်သွန်စီချက်လေးရယ်ပစွန်ချောင်းမုံလေးရယ်မကြီးရည်လေးထည့်မယ်စားလေးထည့်မယ်အချိုမုံလေးထည့်ပြီးတော့မှမုံဖက်တုပ်လေးတုပ်ပါမယ်ရှင်ကျမကလေကိုဝင်နဲ့ဆိုတော့ငံပြရည်တွေမတုံးကျင်လို့ဆိုင်ကနေအတက်နိုင်ဆုံးဝင်မစားတော့ပါဘူးအိမ်မှာပဲကိုစိတ်ကြိုက်လေးတုပ်စားဖြစ်ပါတယ်ရှင်လက်ဖက်တုပ်လေးအတွက်ပြင်ဆင်ပါမယ်ရှင်။မမကလက်ဖက်တုပ်လို့ရှိရင်ခင်းကျင်ကြီးများများနဲ့တုပ်စားတာကိုပိုကြိုက်ပါတယ်။ဒီနေ့ကတော့ပြောင်းမှုလေးပါထည့်ပေးပါလို့အမကြီးကပြောတော့ပြောင်းမှုလေးပါထည့်ဖို့ပြုတ်ထားလိုက်ပါတယ်။အမကြီးကိုလက်ဖက်တွေတိတ်မကြွေးဖြစ်ဘူးပေါ့နော်။ဒါမဲ့လည်းတစ်ခါတလေသူတောင်းဆိုလာရင်တော့သမင်းစားကအောင်ကြွေးဖြစ်ပါတယ်။ဆုံးဖြတ်ကြည့်ပေးလို့ကျေးဇူးတင်ပါတယ်ရှင်။